နေပါဆက်အားလုံးပဲမင်္ဂလာပါရှင်ညီမတို့တငယ်ချင်း၃ယောက်ကတော့ဒီနေ့ကိုရီးယားဟင်းရတစ်မျိုးကိုချက်ပြုတ်သွားမှာပဲဖြစ်ပါတယ်ရှင်ဒီနေ့ညီမတို့ချက်မဲ့ကိုရီးယားဟင်းရကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါနော်လာသူစက်안녕하세요အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ကတော့ကိုရီးယားတန်ယုံရဲ့ SNS supporter များဖြစ်ပါတယ်ရှင်ကျမတို့ဒီနေ့ချက်မဲ့ဟင်းကတော့ကိုရီးယားစားစာတစ်ခုဖြစ်တဲ့ဒါဘူကိုကီပဲဖြစ်ပါတယ် side dish အနေနဲ့ဆိုလို့ရှိရင်တော့ဟင်းနုနယ်ရဲ့ kimchi ရဲ့ကိုလောက်ရမှာပဲဖြစ်ပါတယ်ရှင် main dish အနေနဲ့ဒါဘူကိုကီမှာဆိုလို့ရှိရင်ပါဝင်တဲ့ ingredient တွေကစားတကြားနှံအယောင်တင်မုတ်ငရုတ်ကောင်းမုတ်ပဲငမြရည်နဲ့ကြက်သွန်ဖြူမုံလာဦးငရုတ်ပွားတို့ပဲဖြစ်ပါတယ်ရှင်ဟုတ်အဲ့ဆိုလို့ရှိရင် main dish ကိုစချက်ကြတော့မှာချက်ကြရအောင်နော်ဟုတ်ပထမဆုံး main dish အနေနဲ့ဆိုလို့ရှိရင်သသားကိုတုံးလေးတသေးလေးဖြစ်အောင်ပြီးပါမယ်သသားကြီးပြီးသွားပြီဆိုလို့ရှိရင်ပထမဆုံးပဲငမြရည်ကြက်သွန်ဖြူငရုတ်ကောင်းမုတ်နဲ့ရှောင်းကျဲမုတ်လေးထည့်မယ်။စားနည်းနည်းထည့်မယ်နော်။ရင်းတခြား Okay အဲ့ဆိုရင် ingredient အနေနဲ့စုံသွားပြီဆိုတော့ကြက်သားကိုနေမှာဖြစ်ပါရဲ့။ကြက်သားကိုနှံ့အောင်နေလိုက်မယ်နော်။ကိုရီးယား style ဆိုတိုင်းလေးလေးပေါ့နော်။ဆက်လေးစားကြမယ်နော်။အဲ့ဆိုလို့ရှိရင်ကြက်သားကိုမိနစ်20နှက်ထားတဲ့အချိန်တွင်းမှာဟင်းနုနယ်ရဲ့ကိုကြောင်မှာဖြစ်ပါတယ်ရှင်။အဲ့တော့အမဒီဟင်းနုနယ်ကိုပြုတ်ဖို့ဆိုရင်ရေဘယ်လောက်ဆိုရလောက်လဲအမ။ရေကို900 ml လောက်ထည့်အဆင်ပြေမယ်နဲ့တွေ့။ဟုတ်ကဲ့ပါအမအဲ့ဆိုရင်ရေ900 ml ထည့်မယ်နော်။အရင်တော့ရောဒီလိုမျိုးစားဘူးလားစားဘူးလေအရင်တော့စားဘူးလေဟာမြန်မာမှာကြာတော့သိရမလားစီရန်တုံးတယ်လေစီရန်တော့ဒါပေမဲ့ကိုရီးယားမှာကြာတော့သူက book လုပ်တယ်လေအဲ့ဒါကြာတော့လှိမ့်ယုံပဲလေဟုတ်တယ်ပြီးတော့ဟင်းနုနယ်အနံ့လေးလည်းရညွန်းညံ့ညံ့လေးနဲ့ဟုတ်တယ်ပြီးတော့ပို့ပြီးတော့လေဟင်းနုနယ်ကိုမှုရအောင်လုပ်တာလေနှမ်းစီပေါ့အမားတို့ကလေညီမတို့ကနှမ်းစီနဲ့ကြောင်မှာဆိုတော့လေနှမ်းစီရဲ့အနံ့လေးနဲ့ပေါ့နော်ခုဆိုလို့ရှိရင်ပေါ့နော်ရင်လေးလဲဆူလာပြီဆိုတော့ညီမတို့ဟင်းနုနယ်ရဲ့လေးကိုထည့်မယ်နော်အမရင်းလေးကဖြောင်းရုံလောက်ပဲဆိုတော့ဒီလေးနဲ့ဒီဟင်းလေးကဖြောရနေအောင်ပါနော်စားချင်စရာလေးကိုချူချမ်းနဲ့ဒီတိုင်းတို့စားရင်တော့စားလို့ကောင်းပါဟုတ်တယ်အဲဆိုရင်ညီမတို့ဒါလေးကိုပြန်ပြီးတော့ဆဲပြီးတော့ထုတ်ထားလိုက်မယ်နော်ရေစစ်ပြီးသားရေဆိုတော့ညီမတို့ဒီဟင်းနုနယ်ရဲ့လေးတွေကိုပေါ့နော်နှမ်းစီလေးနဲ့မွေးမွေးလေးဖြစ်သွားအောင်ကြော်မှာဖြစ်ပါတယ်အဲတော့အမအရင်ဆုံးလေဒီအိုးကရေနဲ့ဆိုတော့နည်းလေးမီလေးနဲ့ပူပေးပေးနော်ပြီးတော့6အောင်လုပ်လိုက်နော်ရပြီနှမ်းစီထည့်လို့ရပါပြီညီမတို့နှမ်းစီလေးဖတ်ထည့်ပါမယ်ညီမတို့အရသာအတွက်ကကြတော့စားလေးနည်းနည်းဖြူပါမယ်စားလေး3ခုလောက်အမဟင်းနုနယ်ရကဒီလောက်ဆိုရင်တော့ရပြီပေါ့နော်အဲဆိုရင် plate တင်ထည့်လို့ရအောင်နော်အမနောက်ဆုံးစင်းနေနေငါတို့ကပေါ်ကနေပြီးတော့ပူလှပါအောင်နှမ်းလေးဖြူပါမယ်အခုနှမ်းလေးနဲ့ဖြူပေးပါအောင်လှလှလေးဖြူမယ်နော်ဆိုရင်ဒီနောက်ဆုံးနှမ်းလေးလည်းဖြူပြီးသွားပြီနော်အဲဆိုရင်ညီမတို့ပြင်ဆင်ထားရဲ့ဟင်းနုနယ်ရဲ့ကြော်လေးပေါ့နော်ပြီးသွားပါရှင်ကြက်သားချင်းချက်တာတော့အကိုကတောင်းယူလိုက်ပါနော်โอเคအဲ့ဆိုရင်ကျွန်တော်ခုနကဒီမိနစ်20နှက်ထားရဲ့ကြက်သားလေးကိုစပြီးတော့ဒါဘူရူကိုကီကိုကျွန်တော်စပြီးတော့ချက်ကြမယ်အဲ့တော့ကျွန်တော်စီလေးကိုအရင်ဆုံးထည့်မယ်ပေါ့ကျွန်တော်ခုနကတုံးတဲ့နှမ်းစီလေးကိုဟိုရဲ့အနှင်းငယ်ကြမ်းပြီးထည့်မယ်နော်ဒီကျွန်တော်ခုနကတကယ်အကြီးကပါဝင်ပစ္စည်းဖြစ်တဲ့ကြက်သားကိုထည့်ပါမယ်ကျွန်တော်ဒီကြက်သားကိုထည့်နေတော့မှာပေါ့နော်အမဒီငရုတ်ပွားလေးကိုပြီးပါနော်မအိမ်မလေးငေးပွားမရှိဘူးတခြားဘာလေးထည့်ပြီးတော့လုပ်လို့ရသေးလဲမတို့ငေးပွားမရှိဘူးဆိုလို့ရှိရင်ကော်ဖီတုပ်ပဲဖြစ်ဖြစ်တခြားပေါ့နော်ကိုကြိုက်တဲ့အရွက်လေးတွေနဲ့ပေါ့နော်ကိုကြိုက်တဲ့အရသာလေးအဆင်ပြေသလိုလေးလုပ်လို့ရပါတယ်ဟုတ်ဒါအနေလေးဒါလေးအဝါလေးနဲ့ဆိုရောင်လေးနဲ့လိုက်လာနေနော်ဟုတ်ပါတယ်ရှင်အသားလေးလည်းနူးပြီနော်မြည်ကြည့်ကြမလားအရင်မြည်ကြည့်အောင်အရသာလေးဘယ်လိုနေလဲဆိုတာနော်ငွေမြည်ကြည့်ပါအောင်နည်းကတော့မှုေးနေရပဲတော်တော်လေးကိုအရင်မြည်ကြည့်လိုက်ပါလို့နေတယ်ဘာလို့နေတယ်လဲသားလေးကတော့နူးပြီးတော့အိတ်နေရပဲဟုတ်ပါဘူးကောင်းတယ်စ
တလက်ရွက်နဲ့ထုတ်စားတော့ရှယ် ရှယ်တယ်နော်အဲ့ဆိုရင်မှခုနကလီထားငရုတ်ပါ ရုပ်ပွားထည့်လိုက်တော့နော် ပြီးတော့လေကျွန်တော်လီထားတယ်လေ မုံလာဥလေးတွေပါ ဟုတ်တယ်မုံလာဦးလေး ထည့်လိုက် လေး နော် ထည့်ပေးပါဦးနော် ဒါနဲ့ကိုမလေးမေးဖို့မေးသွားလို့ခုနကကိုဒီစသားကြော်လေးဘယ်နှမိနစ်လောက်ကြော်လိုက်ရလဲမသိဘူးเนาะ ကျွန်တော်နှက်ထားပြီးရဲ့အသားပေါ့နော်နှက်ထားပြီးရဲ့အသားဆိုရင်တော့ကြော်တဲ့အခါမှာ10မိနစ်လောက်ကြော်ပြီးရင်ရတယ်ပေါ့နော် လိုက်တောင်စားလာပြီ မဒီနေ့တော့လေသမင်းနေတော့ပဲထင်တယ်เนาะ နန်းနေရင်သူကနှိမ့်ဆက်နေပြီ ဟုတ်ပြီ ခဏလေးစားတော့မှာပါ စားတော့မှာပါစားချင်နေပြီမြင်လောက်ပါ အဲ့ဆိုရင်ကျွန်တော်ဒီမှာခုနကချက်ထားတဲ့ဒီကြက်သားလေးလည်းချက်ပြီးဆိုတော့ plating လှလှလေးစပြီးတော့ပြင်လိုက်ကြရအောင် အဲ့ဆိုညီမတို့နှစ်ယောက်လုပ်မယ်နော် ဆိုတော့ငါဆလေးရလေး လိုက်ရလေးလာလေးခင်မယ်နော် ဟုတ်တယ်ဆိုတော့ဒီဥစ္စာရဲ့အဓိကအသက်ကလည်း ဆက်လက်ရွက်လေးပါတယ်အစမင်းကြက်သားလေးထည့်ချက်တော့ချူလေးထည့်မယ်နော်နည်းနည်းတွဲစားမယ်ငရုတ်တီးလေးပြီးလို့ရှိရင်အပေါ်ကနေလှိုင်းနှိုင်းရွက်လေး ပြီးတော့အခက်အခဲဆုံးလို့အကုန်ခံဖြူအောင်လား ရှုပ်ပေးမယ်နော် ဟဲ့ ကောင်းစံတိုင်းတိုင်းရှုပ်ပေး လှလှလေးထိုးပေးပါဦးပြီကဲအဲ့ဆိုလို့ရှိရင်ချက်ထားတဲ့တောက်ဘူးကိုကီလေးလည်းရပြီအရန်ဟင်းဖြစ်တဲ့ဟင်းနုနယ်လေးလည်းရပြီသူနဲ့တွဲစားတဲ့ kimchi ရဲ့ဂိုချူချန်လေးလည်း ready ဖြစ်ပြီဆိုတော့သုံးဆောင်လို့ရပါပြီရှင်เย้ ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့သူအရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ် အဲ့ဆိုညီမတို့သုံးဆောင်လိုက်အောင်မယ်နော်감사합니다 감사합니다. 안녕 안녕.